ဒီနေ့ဟာဇွန်လ23ရက်နေ့ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်ကရန်ကုန်တက္ကသိုလ်ရဲ့တမိုင်းဝင်ကျောင်းသားတို့ကျမ်းမာရေးစောင့်ရှောက်မှုတမိုင်းအစပြုခဲ့တဲ့နေ့တစ်နေ့ဖြစ်ပါတယ်။1928ခုနှစ်ဇွန်လ23ရက်နေ့ဟာရန်ကုန်တက္ကသိုလ်ဆေးရုံတော်ကိုစတင်ဖွင့်လှစ်ခဲ့တဲ့တမိုင်းဝင်နေ့တစ်နေ့ဖြစ်ပါတယ်။ကိုလိုနီခေတ်တက္ကသိုလ်ပညာရေးထွန်းကားစအချိန်မှာကျောင်းသားကျောင်းသူတွေနဲ့ဆရာဆရာမတွေရဲ့ကျန်းမာရေးကိုအနီးကပ်စောင့်ရှောက်ပေးနိုင်ဖို့ဤဆေးရုံကိုအထူးတလဲတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ခေတ်အဆက်ဆက်ပြောင်းလဲလာခဲ့ပေမဲ့ဒီဆေးရုံရဲ့အစပျိုးမှုဟာတက္ကသိုလ်မိသားစုဝင်တွေရဲ့တက်တာချောင်ချီရေးနဲ့မြမပညာရေးတမိုင်းမှာမရှိမဖြစ်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ဒီနေ့ဇွန်လ23ရက်နေ့မှာဖွင့်လှစ်ခဲ့တဲ့တက္ကသိုလ်ဆေးရုံကြီးရဲ့နောက်ခံတမိုင်းကိုအောက်မေ့တတိယရင်ဒီလိုဗဟုသုတတွေကိုအမြဲမျှဝေပေးသွားမည်ဖြစ်ပါတယ်။နောက်ထပ်သိသင့်တာတစ်ခုကတော့လွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်1982ခုနှစ်ဇွန်လ23ရက်နေ့ဟာနာမည်ကျော်ဒဂုံမဂဇင်းကိုဦးစီးတည်ထောင်ခဲ့ပြီးမြမစာပေလောကရဲ့ရှေ့ဆောင်လမ်းပြအမျိုးသမီးစာရေးဆရာမကြီးဒဂုံခင်ခင်လေးကွယ်လွန်ခဲ့တဲ့ဝမ်းနည်းစရာနေ့တစ်နေ့လည်းဖြစ်ပါတယ်။ဒီနေ့ဟာဆရာမကြီးဒဂုံခင်ခင်လေးရဲ့45နှစ်ပြည့်ဝမ်းနည်းဖွယ်နှစ်ပတ်လည်နေ့ဖြစ်ကြောင်းတင်ဆက်လိုက်ရပါတယ်။စိတ်နှလုံးချမ်းမြေ့ကြပါစေ။